မရဲ့မောင်လေးဂျိုးရွှာပန်းနိုင်သွားပြီဟဲ့ကောင်းလိုက်တာဆိုတာမပြောနဲ့ကိုဘကဆရာကြီးဆိုတာဂျိုးရွှာပန်းနဲ့တွေ့တာဒူးတွေပါချောင်းကုန်တာတကယ်ပြောတာနော်နောက်ဆုံးချီကိုချက်တော့ပေါ်တော့ကိုမရက်နိုင်တော့တဲ့အထီကိုကြောက်ဒူးချောင်းတာမယုံရင်ပြန်သွားကြည့်လိုက်ဒီပွဲရတယ်ငါတခုသိသွားတာရှိတယ်မင်းတို့ငါတို့တွေမှာကိုပိုင်ရေချင်းမရှိတာမဟုတ်ဘူးရေကန်မြေကန်နဲ့ပဲစိုက်တာရေကန်မြေကန်ကောင်းတဲ့နေရာကို9နှစ်လောက်ပဲရောက်သွားလိုက်မင်းဟာဟိုးမြင့်ဆုံးကတောက်ပတဲ့ကြဲတပွင့်ပဲအခုပွဲအတွင်းမှာဂျိုးရွှာဘန်းကိုအားပေးနေတာငါတို့စီရကောင်တကောင်းမှတော့မပါဘူးအကုန်နိုင်ငံခြားသားတွေကြီးပဲမတ်တပ်ပါရက်ပြီးလက်ခုံတီးပေးကြတာနောက်ဆုံးချီ15စက္ကန့်အလိုမှာဆိုရင် Oh my god wow တကွင်းလုံးရဲ့စူညံတာငါချက်သိန်းနေထားတာအခုစကားပြောနေတဲ့အထိရက်လို့မရတော့တကယ်ကြီးကိုလုံးပြသွားတာအေးကိုကတော့တောက်ပခြင်းပါရဲ့ကိုအနာဂတ်အတွက်လေးကျင့်လေးလာဖြည့်စည်းရမယ့်အချိန်တွေမှာမီးလာတုံးလေးညာကြီးတကောင်ထမင်းအိုးပြေးတယ်တာတို့ရေပြေးတင်တာတို့လုံနေရရင်တော့ဒီမှတော့တောက်ပလို့မရဘူးဆိုတာကိုတက်ပြင်းချမိရင်အပြာရောင် channel ကြီးအစ်စ်လေးမှာပွဲလေးကိုတဖန်ပြန်သွားပြီးသွားကြည့်လိုက်တော့လေ